တနင်္လာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစောနိုင်ဦးဟာတဝယ်မြို့အတွင်းရေစည်းရေလာကောင်းမွန်ရေးလုပ်ငန်းတွေနဲ့စုပေါင်းတန်ရှင်းရေးလုပ်ငန်းတွေတိစောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုတွေကိုဒီကနေ့မှာကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။တနင်္လာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစောနိုင်ဦးဟာအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့တာဝန်ရှိသူတွေလိုက်ပါပြီးဇူလိုင်လ17ရက်နေ့မနေ့ပိုင်းကတဝယ်မြို့အတွင်းစုပေါင်းတန်ရှင်းရေးလုပ်ငန်းတွေမြို့ရင်းရေစည်းရေလာကောင်းမွန်ရေးလုပ်ငန်းတွေနဲ့တိစောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုတွေကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာစမ်းချီဝန်ထမ်းအိမ်ယာဝန်အတွင်းဌာနဆိုင်ရာတွေစုပေါင်းတန်ရှင်းရေးဆောင်ရွက်နေမှုကိုကြည့်ရှုအားပေးခဲ့တယ်လို့စိတ်ကမ်းသာလမ်းနဲ့ကမျောကင်းလမ်းထောက်မှာဆောင်ရွက်နေတဲ့ရေယာရှုခင်းလုပ်ငန်းတွေကိုလည်းစစ်ဆေးခဲ့ပါတယ်။အဲ့နောက်တိုးဝေါ်ကြောက်စီနန်းရန်ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်းနဲ့စိတ်ကမ်းသာလမ်းတစ်လျှောက်ရေစည်းရေလာကောင်းမွန်ရေးကိုအလေးထားဆောင်ရွက်ဖို့တာဝန်ရှိသူတွေကိုမှာကြားခဲ့ပါတယ်။ဆက်လက်ပြီးရေကြီးရေရှမ်းမှုမဖြစ်ပေါ်စေရေးနဲ့ရေစည်းရေလာကောင်းမွန်စေရေးတဲ့ထိန်သိရက်ကွက်9လမ်းထိပ်ကနေတဝယ်မြစ်ထိရေမြောင်းတူးဖော်နေမှုစမ်းချီရက်ကွက်ရတနာလမ်းနဲ့ဒုက္ခလမ်းရှိရေမြောင်းတူးဖော်ရေးလုပ်ငန်းတွေအပြင်ဝဲကျွန်းဝန်ထမ်းအိမ်ယာတွင်တန်ရှင်းတာယာလှပရေးဆောင်ရွက်ထားရှိမှုတွေကိုကြည့်ရှုစစ်ဆေးပြီးလိုအပ်တာတွေကိုညှိနှိုင်းပေါင်းဆက်ဆောင်ရွက်ပေးခဲ့ပါတယ်။ဝန်ကြီးချုပ်နဲ့ဖွဲ့ဟာတူနာပြုတိတ်ပံကျောင်းတဝယ်ကိုလည်းတွားရောက်ပြီးစုပေါင်းတန်ရှင်းလုပ်ငန်းဆောင်ရွက်နေမှုတင်နန်းသားတင်နန်းသူတွေအသုံးပြုမဲ့ထမင်းစားဆောင်နဲ့မီးဖို့ဆောင်တို့ကိုကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ဒါပြင်တူနာပြုတိတ်ပံကျောင်းအောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက်ကပီးမော်ကွန်ထားရှိမဲ့နေရာနဲ့စိုင်းမုတ်တက်ဆင်ထားမှုတွေကိုစစ်ဆေးပြီးလိုအပ်တာတွေကိုမှာကြားခဲ့ပါတယ်။ခီးစဉ်ဆုံးမှာတော့ကြောက်မော်ရက်ကွက်ပြည်တော်စုလမ်းမကြီးဒဝယ်ဘိတ်ကားလမ်းဘေးရှိပေါက်တန်းချောင်းကိုတွားရောက်စစ်ဆေးခဲ့ပြီးရေကြီးရေရှမ်းမဖြစ်ပေါ်စေရေးရေစည်းရေလာကောင်းမွန်စေရေးနဲ့မြို့တန်ရှင်းတာယာလှပရေးပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုအပတ်စဉ်စင်ဆက်မပြတ်အကောင့်ထဲပေါ်ဆောင်ရွက်သွားဖို့တာဝန်ရှိသူတွေကိုမှာကြားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။